မင်္ဂလာပါဒီနေ့ကတော့9လပိုင်း18ရက်နေ့2020မှာ release လုပ်ခဲ့တဲ့ Bape Mickey Mouse American Drawing ဒီ3ခု collab လုပ်ထားတဲ့ Monotone ဆိုတဲ့ colorway နဲ့ထွက်လာတဲ့ Rbrick ရုပ်ကလေးရဲ့ Mickey Mouse ရုပ်ကလေးရဲ့ကို unbox လုပ်မှာဖြစ်ပါတယ် Mickey Mouse ရဲ့290ပြည့်ဒီမွေးနေ့အထိမ်းအမှတ်အနေနဲ့လည်း2019 17လပိုင်း2ရက်နေ့က colorway 3ခုကို release လုပ်ခဲ့ပါတယ် blue colorway ရယ် green colorway ရယ် red colorway ရယ်ဆိုပြီးတော့ထုတ်ခဲ့ပါတယ် size တွေကတော့ပုံမှန်ထုတ်နေကြ size တွေဖြစ်တဲ့1400 100 size 3မျိုးထုတ်ပါတယ် Bape ကျောင်းတွေကိုဒီမသိသေးတဲ့သူတွေအတွက်လည်းဖတ်လို့ရအောင်ကျွန်တော်အရင်ကရေးထားတဲ့ post ကိုအခု link မှာတစ်ခါတည်းထည့်ပေးထားပါတယ်ကျွန်တော် unboxing လေးကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်ကောင်လေးကတော့ Mickey Mouse ကလေးဖြစ်ပါတယ်ကံမိုအကွက်ကိုမှသူက Monotone colorway နဲ့ပေါ့ဒီကောင်လေးကကျွန်တော် shipping တွေရောအခွန်တွေရောအကုန်အပြီးစီရန်11400ကျပါတယ် retail ဈေးပေါ့နော် resale ကတော့ရန်19000နဲ့2000အပေါ်မှာရှိပါတယ်ဒါ American Drawing အောက်ကသူ့ရဲ့တစ်စိတ်ကလေးပေါ့ဒီကောင်ကတော့ Bape 400 size ဖြစ်ပါတယ်သူက400 size မှာအထဲမှာဒီ100 size ကလေးလည်းပါတယ်သူကတစ်စုံပေါ့နော်ဒီကောင်က shipping ရောအခွန်ရောအကုန်လုံးအပြီးစီသူရဲ့ retail ဈေးကရန်18000ကျပါတယ် resale ဈေးကတော့ရန်2500ရဲ့အပေါ်မှာရှိပါတယ်ဒီကောင်လေးကကျွန်တော်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့3သိန်းဝန်းကျင်လောက်ရှိတာပေါ့နော်သူ့ရဲ့ resale ဈေးကိုပြောတာ